ဒီဗီဒီယိုလေးကမြန်မာနိုင်ငံတွင်းမှာရှိတဲ့စောင့်ကြည့်ရမယ့်တရုတ်လူမျိုးများချောင်းပဲဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံတွင်းမှာရှိတဲ့တရုတ်လူမျိုးရေးထွက်ကမြန်မာလူဝီရဲ့300ခိုင်တုံးခန့်ရှိတဲ့လို့တရုတ်ဆွေးရကတရားဝင်ထုတ်ပြထားပါတယ်တကယ်တမ်းကတီးတဲ့စားပေါင်းများစွာပိုးပါတယ်အကြောင်းရင်းကတော့တချို့ကခွဲခြားဆက်ဆံခံရမှာကိုကြောက်လို့မိမိကူကူဗမာလူပြောတဲ့သူတွေရဲ့ခပြားတွေရဲ့ဟောတခုက1990ပြည့်နှစ်နောက်ပိုင်းထက်နေမှဖြစ်ကိုအလုံးနိုင်ရင်းနိုင်နဲ့တရားမဝင်ခိုးကြောင်ကူးဝဲပြောင်းရွှေ့ချီချနေထိုင်ကူးတဲ့စည်ရင်မပါသေးတဲ့အတွက်ကြောင့်ပါလက်ရှိချိန်မှာတော့မြန်မာစီးပွားရေးလုပ်ငန်းများကိုစစ်ပတ်အာဏာပိုင်တွေနဲ့လုပ်ကိုင်နေတဲ့ဆိုပေမဲ့လို့လုပ်ငန်းများစုကတော့တရုတ်လူမျိုးများကပဲပိုင်ပါတယ်တရုတ်လူမျိုးတွေကပညာရေးကိုအရန်ဦးစားပေးတော့မြန်မာနိုင်ငံတွင်းမှာရှိတဲ့တရုတ်လူမျိုးတော်တော်များများဟာလည်းပညာတတ်လူတန်းစားများပေါ်ပါတယ်လက်ရှိအခြေအနေကိုမပြောခင်သမိုင်းကြောင်းအရာတရုတ်လူမျိုးများရဲ့စိတ်တက်တဲ့လုပ်ရက်ကိုအရင်ဆုံးပြောပြချင်ပါတယ်သမိုင်းမှတ်တမ်းအရတရုတ်လူမျိုးတွေကမြန်မာနိုင်ငံကိုပြောင်းရွှေ့ချီချနေထိုင်ခဲ့တဲ့မှတ်တမ်းမှာ၄တုရှိပါတယ်ပထမအတုကတော့တရုတ်စုံမင်းဆက်ဟီဒီ960ကနေ1289အထိတနည်းအားဖြင့်ပကံခေတ်ကာလတုန်းကအစိုးအစိုးပြောင်းရွှေ့ချီချနေထိုင်ခဲ့ပါတယ်ဒုတိယတုကတော့18ရာစုနှစ်ပိုင်းမှာမင်းမင်းဆက်ရဲ့တတိတော်တို့ကလက်ရှိရှမ်းပြည်နယ်ရဲ့မြောက်ပိုင်းကူးကန်ဒေသဖို့စတင်ချီချနေထိုင်ခဲ့ပါတယ်အခုဆိုရင်ကိုယ်ပိုင်ဦးထုတ်ခွင့်ရဒေသတစ်ခုဖြစ်နေပါပြီမြန်မာနိုင်ငံကိုပြောင်းရွှေ့လာကြတဲ့တရုတ်လူမျိုးအများစုကကုန်တယ်များဖြစ်ကြတဲ့အတွက်ခုခေတ်ခါတုန်းကစီးပွားရေးရာချက်ချန်ကြတဲ့အမရဘူရာကိုပြောင်းရွှေ့ချီချနေထိုင်ခဲ့ကြပါတယ်1985ခုနှစ်မှာမင်းတို့မင်းကမြို့တော်ကိုအမရဘူရာကနေမန္တလေးသို့ပြောင်းလိုက်ချိန်မှာတော့အမရဘူရာမှာနေထိုင်တဲ့တရုတ်လူမျိုးတွေကမန္တလေးကိုလိုက်တွန်းခြင်းသူမရှိပဲအမရဘူရာမှာပဲဆက်လက်နေထိုင်ခဲ့ကြပါတယ်နောက်ပိုင်းမှာမြို့ကန်ဖြစ်တဲ့အမရဘူရာသူအမရဘူရာသားတွေနဲ့လက်ထပ်ပြီးနေထိုင်ခဲ့ရကနေမြို့ကန်တွေချစ်လာခဲ့ကြပါတယ်တတိယသူကတော့1800ပြည်နဲ့ဗြိတိရှကိုလိုနီခေတ်လက်ထက်မှာတရုတ်ကမြန်မာနိုင်ငံကိုအလုံးလိုက်ရင်းလိုက်ပြောင်းရွှေ့လာပါတယ်ဒါကလည်းကြောင်းရင်းရှိပါတယ်ကိုလိုနီဆိုရကအေဒီယာလူမျိုးနဲ့တရုတ်လူမျိုးတွေကိုစီးပွားရေးရမြန်မာနိုင်ငံကိုပြောင်းရွှေ့နေထိုင်ဖို့အတင်းဖိအားတွေပေးခဲ့လို့ပါအဲ့ဒီခေတ်ခါတုန်းကမြန်မာကိုလာရင်ကြီးပွားချမ်းသာနိုင်တဲ့ခွင့်နိုင်ရှိတယ်လို့မြင်ကြပါတယ်ဒီသတင်းကိုလည်းကြတော့မလေးရှားနိုင်ငံမှာရောက်နေတဲ့တရုတ်လူမျိုးတွေကလည်းမြန်မာကိုအပြေးလာခဲ့ကြပါတယ်လွတ်လပ်ရေးရပြီးနောက်ပိုင်းမြန်မာဆိုရကအင်ခီယာလူမျိုးနဲ့တရုတ်လူမျိုးတွေကိုနိုင်ငံသားဖြစ်သားဆက်ဆံခဲ့ပါတယ် business partner တွေဘာတွေလုပ်တာလို့မရှိခဲ့ပါဘူးနောက်ပိုင်းမှာမြန်မာအစိုးရကဟက်ဖာစီလို့ခေါ်တဲ့နိုင်ငံသားခတ်တွေကိုထုတ်ပေးခဲ့ပေမဲ့လည်းအခွင့်အရေးမျိုးကိုတော့ကန့်သက်ထားခဲ့ပါတယ်အိန္ဒိယလူမျိုးတွေကိုလည်းဒီနေ့တိုင်ဆက်ဆံခဲ့တာပါ1962ခုနှစ်မှာဗိုလ်ချုပ်နေဝင်းကမြန်မာနိုင်ငံကိုပထမဆုံးချိန်အာဏာသိမ်းလိုက်ပါတယ်နာကိုလူစုလူဝေးနဲ့စူဘူးလို့ရှိရင်တော့စစ်တပ်ဆိုတာပြည့်ရမှောင်ပြည့်မောပေါ်ထောင်ပြီး6ခါမပါဘူးဗိုလ်ချုပ်နေဝင်းကိုယ်တိုင်ကတရုတ်သွေးဆက်ဖြစ်ပေမဲ့မြန်မာနိုင်ငံတွင်းမှာရှိတဲ့တရုတ်လူမျိုးများအခုတော့အခွင့်အရေးမျိုးပိတ်ပင်ခဲ့ပါတယ်နောက်ပိုင်းမှာဗိုလ်ချုပ်နေဝင်းကမြန်မာဆိုရှယ်လစ်လမ်းစဉ်ကိုကျင့်သုံးပြီးတော့အရတားပိုင်ကစ္စည်းတွေပြည်သူပိုင်လုပ်ငန်းတွေကိုစာပြီးသိမ်းယူရတော့တယ်ဒါတည်းမကပါဘူးတရုတ်ကျောင်းတွေကိုလည်းပိတ်သိမ်းလိုက်ပါသေးအခွင့်အရေးမျိုးကိုပိတ်ပင်လာတော့မြန်မာနိုင်ငံတွင်းမှာအလူတုံးကိုရှားပါခြင်းခုံစင်းတုံးများစားမတန်မြင့်တက်ခြင်းဝီချီဖုံးပွားခြင်းများစတဲ့ပြဿနာများဖြစ်ပေါ်လာပါတယ်ဗိုလ်ချုပ်နေဝင်းကိုယ်တိုင်ကဒီပြဿနာတွေကိုဖြေရှင်းပေးခြင်းမျိုးမရှိပဲတရုတ်မြန်မာထီကရုံးခေအောင်ဖန်တီးလိုက်ပါတယ်အဲ့ဒီနောက်တရုတ်ဗမာထီကရုံးအကြီးအကျယ်ဖြစ်လာပါတော့တဲ့ပြည်သူလူထုကလည်းပြဿနာတွေကိုအာယုံမြောက်တော့ပဲခီကရုံးကပဲအာယုံရောက်သွားကြပါတယ်ဗိုလ်ချုပ်နေဝင်းလက်ထက်မှာမြန်မာနိုင်ငံတွင်းမှာရှိတဲ့တရုတ်လူသူများရဲ့လုပ်ငန်းများသိမ်းခံရပါတယ်ခွေးရင်းနှပြုတ်ပြပင်ခံရတဲ့ပြင်ခွဲခြားဆက်ဆံခံရပါသေးတယ်စီးပွားရေးများအစမတန်ထူးခြားလာတဲ့နောက်ပိုင်းမှာတရုတ်လူမျိုးတသိန်းကျော်လောက်ကမြန်မာနိုင်ငံကိုစွန့်ခွာပြီးတခြားတိုင်းပြည်များကိုပြောင်းရွှေ့သွားကြပါတော့တယ်ယခုလက်ရှိမြန်မာနိုင်ငံတွင်းမှာရှိတဲ့တရုတ်လူမျိုးများစုကတော့ရန်ကုန်မန္တလေးတောင်ကြီးပဲခူးစတဲ့မြို့ကြီးများနဲ့နေတစ်ဝိုက်မှာနေထိုင်ကြပါတယ် Global Witness ရဲ့အရမန္တလေးမြို့လူဦးရေ90ရာခိုင်နှုန်းကတရုတ်လူမျိုးတွေဖြစ်တယ်လို့သိရပါပထမပိုင်းအနေနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်ပါပဲအဆုံးပြီးကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်ဗျာ